Manchester United အတွက်ဒါဟာအရာအလုံးကိုပြောင်းလဲသွားစေနိုင်တဲ့အလှည့်အပြောင်းပါပဲအသင်းက Chelsea နဲ့ပွဲမှာအကြီးအကျယ်ရှုံးနေတော့မဲ့အခြေအနေကိုစိုက်နေချိန်မှာကိုဘီမိုင်နုတယောက်လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဆိုတဲ့သတင်းကထွက်ပေါ်လာခဲ့တာပါအခုဆိုရင်နီးပြ Michael Carrick ဟာလာမယ့်24နာရီအတွင်းမှာအရေးကြီးဆုံးဆုံးဖြတ်ချက်တစ်ခုကိုချရတော့မှာပါဒါပေမဲ့တကယ်မေးခွန်းကမိုင်နုတယောက်ထဲနဲ့ United ကိုပြိုလဲတော့မဲ့ဘေးကနေကယ်တင်နိုင်မှာမလားဆိုတာပါပဲသတင်းတွေအရမိုင်နုဟာဒီနေ့မှာအသင်းနဲ့အတူလေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ပြီဖြစ်လို့ Chelsea နဲ့ပွဲမှာပါဝင်ကစားဖို့အခွင့်အရေးရှိနေပါတယ်ဒါပေမဲ့အခြေအနေကနုနယ်သေးတဲ့အတွက်နီးပြ Carrick ကမနှက်ဖြန်ကြမှာနောက်ဆုံးဆုံးဖြတ်ချက်ကိုချမှာပါဒီဆုံးဖြတ်ချက်ကပွဲရလက်ကိုဓာတ်ရိုက်အဆုံးဖြတ်ပေးသွားနိုင်ပါတယ်လက်ရှိမှာ United ရဲ့အခြေအနေကတကယ်ကိုအကျက်တဲဆိုင်နေတာပါဖုံးကွယ်ထားလို့မရပါဘူးခန်းစစ်ပိုင်းကတကယ်အိမ်မက်ဆိုးကြီးဖြစ်နေပါတယ်မာတစ်ဒီလစ်နဲ့ Harry Maguire တို့ဒဏ်ရာရနေတယ်လို့ Lisandro Martinez ကလည်းပွဲပယ်ပြစ်ဒဏ်ခံထားရပါတယ်ခန်းစစ်တန်းတစ်ခုလုံးမရှိတော့တဲ့အတွက်ကွင်းလယ်ပိုင်းကပဲခန်းစစ်ကိုကာကွယ်ပေးရမယ့်အနေအထားပါဒါကြောင့်လဲမိုင်နုကဒီပွဲမှာအဆုံးဖြတ်ပေးမဲ့သူဖြစ်လာတာပါတကယ်တော့ဒါဟာကြန့်ခိုင်မှုပိုင်းတစ်ခုလေးတင်မဟုတ်ပဲပွဲကိုထိန်းချုပ်နိုင်စွမ်းပုံမှာလည်းမူတည်နေပါတယ်မိုင်နူးသာကာစီမီရိုနဲ့အတူတွဲကစားခွင့်ရမယ်ဆိုရင်ကွင်းလယ်မှာတည်ငြိမ်မှုခံစစ်တတိရှိမှုနဲ့ဘောလုံးကိုပိုင်နိုင်ထိန်းထားနိုင်စွမ်းတွေရရှိလာမှာပါဒီကွင်းလယ်လူနှစ်ယောက်တွဲဖက်မှုက United ကိုတကယ်ပဲကယ်တင်သွားနိုင်ပါတယ်ဒါပေမဲ့သူသားမပါနိုင်ပဲ Carrick ကမာနူးရဲ့ဥကာတေးကိုပဲဆက်သုံးမယ်ဆိုရင်တော့ဒါဟာစွစားမှုကြီးတစ်ခုဖြစ်သွားပါလိမ့်မယ်ဥကာတေးကလက်ရှိမှာယုံကြည်မှုပိုင်းကျဆင်းနေတယ်လို့ Chelsea လိုအသင်းမျိုးနဲ့ပွဲမှာအမှားယွင်းတစ်ခုလုံးမိယုံနဲ့ပွဲကပြီးသွားနိုင်လို့ပါကားရဲ့အတွက်ကတော့မိုင်နူးကိုထည့်သုံးပြီးစွန့်စားမလားဒါမှမဟုတ်မိုင်နူးမပါပဲပွဲတစ်ပွဲလုံးကိုအဆုံးရှုံးခံမလားဆိုတာကိုရွေးချယ်ရတော့မှာပါမိုင်နူးမပါတဲ့ United ကွင်းလယ်က Chelsea ရဲ့ဖိအားပေးမှုကိုခံနိုင်ရရှိပါမလားဆိုတာကလည်းစဉ်းစားစရာပါဒါကြောင့်ပရိသတ်တွေရဲ့အမြင်ကိုလည်းသိပါရစေ Chelsea နဲ့ပွဲမှာမိုင်နူးကိုပွဲထွက်စေရင်မှာတန်းထည့်တင်သလားဒါမှမဟုတ်ဒဏ်ရာကနေပြန်လာခါစားမှုလို့အနေရများလုံးသလားမိုင်နူးမပါပဲ United တို့ဒီပွဲကိုကြော်ဖြတ်နိုင်ပါမလားဒါဟာရိုးရိုးပွဲတစ်ပွဲမဟုတ်ပဲ United အတွက်ရှင်တန်ချင်းနဲ့တေချင်းအဆုံးဖြတ်ဖြစ်နေပါတယ်မိုင်နူးကိုပွဲထုတ်တဲ့မတင်အောက်ကမှတ်ချက်ကဏ္ဍမှာဆွေးနွေးပေးသွားကြပါဦးပွဲအခြေအနေတွေကိုဆက်လက်စောင့်ကြည့်နိုင်ဖို့အသေးပေးပြီး follow လုပ်ထားဖို့လည်းမမေ့နဲ့အောင်နော်